mình là cho nó này có mình rồi vậy đó ok cho cái buổi explain ok nó hiện nay nó cho nó sống biểu mình hà đó video lấy cổ like subscribe share đâu bây giờ ngoài nó channel nói Discord sao vậy tôi chơi mấy cho Discord còn ở bên em làm nhiều để ra bài em ní đi này đi ai ok brother cho nó Discord cònဘာလို့အကြရဲအကြောင်းကိုလည်းကျွန်တော်ထားရပြောပြပါမယ်။ဘာလို့လဲဆိုရင်တော့ထားမဲ့သူမှာကေပွေတဲ့ကိုချွမ်းလို့ရမှာပဲဖြစ်ပါတယ်။ Okay ပြပေးကြမယ်ပေါ့နော်ပြပေးမယ်ဒီမှာပါဒီမှာပေါ့နော်ကောင်းမြတ်ထွန်07ကောင်းမြတ်ထွန်0919 0874မှာပေါ့နော်စလုံးသေးတွေနဲ့ပဲသွားထားတယ်အားလုံးကစလုံးသေးပဲဒီကကျွန်တော်ရဲ့ check mark name marina name ဒါ nickname ပေါ့နော်ဒါကတော့ main name ပါ okay ဘောတော့ဒီမှာနှုတ်ကရမှာပါ okay တော့ရဲ့တော့ပြောရမယ်ဆိုတော့ဒီပါကြီးပေါ့နော်ကျွန်တော်ရဲ့ Discord server လေးကို brother တို့လည်း join ပေးရပါမယ်ဒီ Discord စာလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီကလေးပါ this one or this မှာဒီမှာပါ Okay. Okay. Wait a minute, guys. Wait a minute. Oh, no, Discord server လေး join မေကျွန်တော်ကောင်းအပေး Okay နောက်တစ်ခုရှိပါတယ် Okay ကျွန်တော်ဒီ video လေးကိုလည်းဟိုလိုမျိုးလုပ်ရပါမယ်ဒီ video လေးပေါ့နော်ဒီ video မဟုတ်ဘူးတခြား video ပါဒီမှာပါကျွန်တော် description မှာကျွန်တော်ရဲ့ user name ကိုအပ်ပေးထားပါတယ်ဒီမှာပါ keyboard date April 5 Saturday တော့ပြောတော့ keyboard date ပါရေးပေးထားတယ် Discord name ပါ Okay ဒီမှာပေါ့နော်ဒီ video လေးကိုလည်း like share နဲ့ comment your Discord account နဲ့ Okay ဒီ video လေးမှာလည်းအဲ့လိုမလုပ်ပေးပါပဲလုပ်ပေးရမှာပဲဒီ video လေးကတော့ဒီလောက်ဝယ်ဖို့ထင်ထားပါတယ်ဒါပေမဲ့ကျွန်တော်နောက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ Ticket Train Simulator အကောင့်ရဲ့ showcase ကိုပြပေးပါမယ်ကျွန်တော်တို့အဲ့ video ဟို video ချင်းဆိုမှကျွန်တော်အစားဆုံးပြပေးမယ်လို့အစားဆုံးပြပေးပါကဲမေးလို့ကျွန်တော်မပြတော့ပါဘူး okayနောက်ဝင်တော့ဒီ video လေးကိုဒီမှာပဲဆုံးသက်ချင်အောင်ကေပွေးကိုမြန်ရွိုင်းပါမပါတဲ့ကျွန်တော်အကောင့်မှာအပ်ထားတဲ့ကျွန်တော် Discord server မှာ join ထားတဲ့သူတွေကိုကေပွေးပါအပ်မှာမဟုတ်ပါဘူးအဲ့အတွက်တော့တယောက်တည်းတော့တူးရီတော့အပ်ထားတဲ့သူကိုပဲ week winner chicken dinner ဖြစ်ပြုလုပ်လိုက်မှာပဲဖြစ်ပါတယ် okay အဲ့ဒါဝင်တော့ဒီ video လေးကိုဒီမှာပဲဆုံးသက်မယ် bye bye see you guys don't forget to subscribe